အားလုံးပဲမင်္ဂလာပါရှင်။မွန်လေး Audio ဘော YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မွန်လေးအခုတင်ဆက်ပေးမယ့်ကာတွန်းပုံမြင်လေးကတော့အမျိုးသမီးဤဖြတ်ထိုးညံဆိုတဲ့ကာတွန်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မွန်လေးရဲ့ Audio ဘော YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးတော့ကြပါအောင်ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။ဘာယာနတိပြည်တွင်ဂျမရက်မင်းနန်းဆန်စဉ်တော်လန်း၌လူဆိုးတစုခိုးဆိုးလူရက်နေ၏ထိုလူဆိုးများကိုမင်းမှုရန်တို့ကလိုက်လံဖမ်းဆီးရာတောနတ်ထဲသို့ဝင်၍ပုန်းရှောင်နေကြသည်ထိုစဉ်တောဆက်တွင်လူ3ယောက်ကိုတွေ့ရာသူတို့ကလူဆိုးတွေပဲဖြစ်ရမယ်သို့ဖြင့်မင်းမှုရန်တို့ကနန်းတော်သို့ဖမ်းဆီးခေါ်ဆောင်သွားတော့သည်ထို့နောက်အမျိုးသမီးတဦးသည်နန်းတော်ရှိတွင်လာရောက်ငိုကြွေးနေတော့၏မတရားခံရတာပါရှင်မင်းကြီးကျွန်ုပ်အားအဝတ်များပေးသနာတော်မူပါဒီအမျိုးသမီးတောင်းတဲ့အဝတ်ပေးစေမင်းချင်းများကအမျိုးသမီးကိုအဝတ်များသွားပေး၏ကျွန်ုပ်တောင်းသည်မှာလင်းယောက်ျားနှင့်တူသောအဝတ်ဖြစ်ပါသည်ဟေးဒါဆိုဒီအမျိုးသမီးကသူ့ယောက်ျားကိုတောင်းတာပေါ့ဖမ်းလာတဲ့လူ3ယောက်နဲ့သူနဲ့ဘာတော်ကြတော့တယောက်သောသူမှာလင်ယောက်ျားဖြစ်ပါသည်ကြံတယောက်မှာသားဖြစ်၍နောက်တယောက်မှာမောင်ဖြစ်ပါတယ်တယောက်ကိုလှုပ်ပေးမယ်ဆိုရင်ဘယ်သူကိုရွေးမလဲအလိုရှိသူကိုတောင်းပါရှင်မင်းကြီးလင်ယောက်ျားကအသက်ရှင်နေလျင်ရနိုင်ပါသေးတယ်လင်တယောက်ရလျင်သားကိုရနိုင်ပါတယ်ယခုအခါကျွန်ုပ်မိဘများမှာမရှိတော့ပါဘူးမောင်ကိုအစားမရနိုင်တော့ပါဒါကြောင့်မောင်ကိုပဲလွတ်မြောက်ခွင့်ပေးပါတင်အစကလင်သားကိုပဲပြီးပါစို့တယောက်ပဲလွတ်မှာမို့မောင်ကိုပဲရွေးရတာပါအရှင်မင်းကြီးတနာတော်မူပါက3ယောက်စလုံးမှာအပြည့်မရှိ၍လှုပ်ပေးတော်မူပါဖျားဘုရင်ကြီးဟာအမျိုးသမီးဤဖြတ်ထိုးညံရှိမှုကိုသဘောကျသွားသည်တော်တော်ညံကောင်းတာပဲလှုပ်စေအမျိုးသမီးဤဖြတ်ထိုးညံကောင်းမှုကြောင့်လင်ယောက်ျားရင်မဖြစ်သောသားနှင့်မောင်တို့အားလုံးလွတ်မြောက်၍နေရက်သို့ပျော်ရွှင်စွာပြန်ခဲ့ကြလေ၏အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရဲ့အမျိုးသမီးဤဖြတ်ထိုးညံဆိုတဲ့ကာတွန်းပုံမြင်လေးကိုအဆုံးအထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ကာတွန်းပုံမြင်လေးတွေကြည့်ကြည့်ရင်လည်းမွန်လေး Audio ဘော YouTube Channel လေးကို Like and Subscribe လေးနှိပ်ပေးတော့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်